Hello ဒီနေ့နင်းဖေလေးစေအောင်ထက်တင်ရပြန်ပြီရယ်ဒါနင်းကိုစီကလည်းအဖေပတ်စံထဲတာဆင်းပြရသမီးစင်ပြင်းပြုတ်ပတ်စံလေးနည်းနည်းလောက်ချက်လောက်လုပ်ပါအောင် ဟုတ်အမေဟုတ်မမစိတ်မူနဲ့နော်အမေအဖေစီဖို့အတွက်အစီအပြောင်းမလုပ်ပေးလိုက်မယ်နော် နင်းပြလည်းခဏခဏတင်နေရဆိုတော့ချက်လောက်စားကြည့်အောင်နော် ဟုတ်ပြန်ပြောပေးမယ်နော်အမေ ဒီပါကွယ် အဲ့ဆိုဒါပဲနော်အမေ မိသားစုရဲ့ကျန်းမာရေးအခြေအနေတစ်ခုခုကြောင့်အရေးကြီးငွေကြေးအကူအညီလိုအပ်ဖို့ရမှာပါဘူချိုထုတ်ကဝန်ထမ်းတွေရဲ့လစာမထုတ်ခင်မှာကြုံတွေ့ရတဲ့အရေးပေါ်ငွေကြေးအခက်အခဲတွေကိုဖြေရှင်းဖို့အဆင်သင့်ရှိနေပါပြီ။သင်ဝန်ထမ်းတွေအတွက်ဒီနေ့ပဲကြိုထုတ်နဲ့ချိတ်ဆက်လိုက်